ကြည့်လိုက်ကြပါဦးဗျာလူပြိုတိုးကြီးချက်တယောက်မိန်းကလေးတယောက်နဲ့မြစ်ထဲမှာရေကူးရင်းယိုမက်တဆန်နေတာပေါ့မင်းကိုငှက်ရင်ခွင်ထဲမှာထာဝရတိန်းထားခြင်းနဲ့ဆိုပြီးဂျာအေးစကားတွေပြောနေတုံးရှိသေးပြုံးခနဲ့ဆိုအောက်ကနေတခုခုကဆွဲချသွားရောကြံခဲ့တဲ့မိန်းကလေးကတော့ဟဲငါလူကြီးရေငုတ်ကျစ်နေတာလားဆိုပြီးကြောင်ကြည့်နေတုံးချက်ကတော့အောက်မှာအသက်လူနေရပြီးအဲ့ဒီအချိန်မှာကဲတင်ရှင်မိန်းကလေးပေါ်လာပါပြီးရေသူမလိုလိုဖုတ်ကောင်လိုလိုနဲ့အစွမ်းထက်တဲ့မိန်းကလေးပေါ့သူကဂျက်ကိုကမ်းပေါ်အထိဆွဲတင်ပေးလိုက်တယ်ဂျက်တယောက်သတိပြန်ရလာတော့အိုးငါ့ကိုကဲရဲ့နတ်သမီးလေးလားဆိုပြီးကြည့်လိုက်တဲ့အချိန်မှာမိန်းကလေးကတစ်ချက်လေးတောင်လှည့်မကြည့်ပဲထွက်သွားပါလေရောကျေးဇူးတင်ပါတယ်လို့တောင်မပြောရသေးဘူးဗျာမာနာကတော့ခဲရခဲစစ်ပဲနောက်နေ့ကျတော့ရဲတွေရောက်လာပြီးဂျက်ကိုလာမေးကြတယ်ဂျက်ကလည်းတကယ်ပါဗျာကျွန်တော်ကိုကဲသွားတာလူမဟုတ်ဘူးအမြင်နှုံးက100လောက်ရှိတယ်ဆိုပြီးရှင်းပြနေတော့ဟိုမှာမနေ့ကမိန်းကလေးထပ်ပေါ်လာပြန်ပြီးရဲတွေကလည်းဘယ်မှာလဲဟတ်ဆိုပြီးလှည့်ကြည့်ရဲ့အချိန်မှာမိန်းကလေးကရေထဲကိုဖုံးခနဲ့ခုန်ချပြီးတစ်စက္ကန့်အတွင်းရဲအုပ်ကြီးတောင်မျက်လုံးပြူးသွားတယ်ဒါကမ္ဘာအမြန်ဆုံးရေကူးအားကစားသမားတောင်ရှုံးရဆိုတဲ့မျက်နှာပေးနဲ့ပေါ့အခုတော့ကျတို့အဖွဲ့ဟာဒီရှိုးဝက်ဆန်းကျဲတဲ့ရေသူမလေးကိုလိုက်ရှာဖို့အပူတပြင်းစူးစမ်းနေကြပါပြီနောက်ဆုံးမှာတော့ဂျက်တယောက်မှန်ပြောင်းတဲ့ချောင်းကြည့်ရင်မိန်းကလေးကိုပြန်တွေ့သွားပါပြီဒီတခါတော့ဘာတွေဆက်ဖြစ်မလဲဂျက်တယောက်အချစ်တစ်နဲ့တွေ့မလားဒါမှမဟုတ်အနေရနဲ့ပဲတိုးမလားဆိုတာစက်ကြည့်ရအောင်ဗျာကြည့်လိုက်ကြပါဦးဗျာလူပြိုတိုးကြီးချက်တယောက်မိန်းကလေးတယောက်နဲ့မြစ်ထဲမှာရေကူးရင်းယိုမက်တဆန်နေတာပေါ့မင်းကိုငှက်ရင်ခွင်ထဲမှာထာဝရတိန်းထားခြင်းနဲ့ဆိုပြီးဂျာအေးစကားတွေပြောနေတုံးရှိသေးပြုံးခနဲ့ဆိုအောက်ကနေတခုခုကဆွဲချသွားရောကြံခဲ့တဲ့မိန်းကလေးကတော့ဟဲငါလူကြီးရေငုတ်ကျစ်နေတာလားဆိုပြီးကြောင်ကြည့်နေတုံးချက်ကတော့အောက်မှာအသက်လူနေရပြီးအဲ့ဒီအချိန်မှာကဲတင်ရှင်မိန်းကလေးပေါ်လာပါပြီးရေသူမလိုလိုဖုတ်ကောင်လိုလိုနဲ့အစွမ်းထက်တဲ့မိန်းကလေးပေါ့သူကဂျက်ကိုကမ်းပေါ်အထိဆွဲတင်ပေးလိုက်တယ်ဂျက်တယောက်သတိပြန်ရလာတော့အိုးငါ့ကိုကဲရဲ့နတ်သမီးလေးလားဆိုပြီးကြည့်လိုက်တဲ့အချိန်မှာမိန်းကလေးကတစ်ချက်လေးတောင်လှည့်မကြည့်ပဲထွက်သွားပါလေရောကျေးဇူးတင်ပါတယ်လို့တောင်မပြောရသေးဘူးဗျာမာနာကတော့ခဲရခဲစစ်ပဲနောက်နေ့ကျတော့ရဲတွေရောက်လာပြီးဂျက်ကိုလာမေးကြတယ်ဂျက်ကလည်းတကယ်ပါဗျာကျွန်တော်ကိုကဲသွားတာလူမဟုတ်ဘူးအမြင်နှုံးက100လောက်ရှိတယ်ဆိုပြီးရှင်းပြနေတော့ဟိုမှာမနေ့ကမိန်းကလေးထပ်ပေါ်လာပြန်ပြီးရဲတွေကလည်းဘယ်မှာလဲဟတ်ဆိုပြီးလှည့်ကြည့်ရဲ့အချိန်မှာမိန်းကလေးကရေထဲကိုဖုံးခနဲ့ခုန်ချပြီးတစ်စက္ကန့်အတွင်းရဲအုပ်ကြီးတောင်မျက်လုံးပြူးသွားတယ်ဒါကမ္ဘာအမြန်ဆုံးရေကူးအားကစားသမားတောင်ရှုံးရဆိုတဲ့မျက်နှာပေးနဲ့ပေါ့အခုတော့ကျတို့အဖွဲ့ဟာဒီရှိုးဝက်ဆန်းကျဲတဲ့ရေသူမလေးကိုလိုက်ရှာဖို့အပူတပြင်းစူးစမ်းနေကြပါပြီနောက်ဆုံးမှာတော့ဂျက်တယောက်မှန်ပြောင်းတဲ့ချောင်းကြည့်ရင်မိန်းကလေးကိုပြန်တွေ့သွားပါပြီဒီတခါတော့ဘာတွေဆက်ဖြစ်မလဲဂျက်တယောက်အချစ်တစ်နဲ့တွေ့မလားဒါမှမဟုတ်အနေရနဲ့ပဲတိုးမလားဆိုတာစက်ကြည့်ရအောင်ဗျာ